ရဲကောင်းတရက်သမိုင်းကိုလန်ကြည့်လိုက်ကြတယောထိုးပြီးနိုင်တဲ့စိဘယ်ခင်မှမရှိဘူးအမှန်တရားဟာလွယ်မရဘူးဒီလိုပါပဲတန်ဖိုးရှိတဲ့အရာတိုင်းအချောင်မရဘူးဘာရမီစင်တောင်6နှစ်ကျင်းရတယ်6နှစ်ကျင်းမှာဖျားပြစ်တာအခုမိုးတို့စာနေတာဒုက္ခသစ္စာမဟုတ်ဘူးတမန်လက်ကလူဖို့စူးစမ်းနေတာအဲကြောင့်ပြည်သူတွေအားလုံးစီလုံးဖို့လိုတယ်โอเคမိုးတို့အခုမိုးနလပိုင်းကမ်ပိန်းလုပ်တယ်ပြမမိုးကမ်ပိန်းလတိုင်ပဲလုပ်တယ်နော်ဒီနလပိုင်းကမ်ပိန်းကြတော့မိုးကြည်2000ကမ်ပိန်းလုပ်ပေးပါတယ်စင်ကြည်2000ကမ်ပိန်းအနေရ9နေရပါနော် PDF အဖွဲပေါင်း138ဖွဲပါဒီ138ဖွဲက29ဖွဲကျန်သေးတယ်ပြီးတော့29ဖွဲလိုသေးတယ်ကျန်တဲ့အဖွဲတွေအားလုံးကတော့ပြည့်စုံသွားပြီအောင်မြင်သွားပြီနော်ဒီ29ဖွဲစာကိုအစင်ပြေတဲ့ပြည်သူတွေပေါ့နော်ဒီကဘာပေါ်မှာစီးတဲ့မြန်မာပြည်သူပြည်သားတွေဘယ်နိုင်ငံမှာဘယ်နေတောင်းယူပေးလို့ရလို့စင်မမို့ကူညီပေးပါနော်တစ်ဖွဲဆိုရင်10သိန်းကြပြီတို့နော်ဘတ်ငွေဆိုရင်1000ဘတ် USA ဒေါ်လာဆိုရင်150ဒေါ်လာပါနော် PDF တစ်ဖွဲဆိုတာပြီးတော့တတိုက်ရင်တပြူဟာလို့ခေါ်တာပါပြီးတော့နော်စစ်နေရကဘယ်နေရာပါလဲဆိုတော့တနင်္သာရီတိုင်းပဲခူးမကွေးစကိုင်းကရင်နီစန်းတောင်ကရမန္တလေးနေပြီးတော့ဒီ6နေရာအတွက်ကိုမမို့ကြည်2000လောက်ပေးပါတယ်ကြည်2000ဆိုရင်ဘတ်ငွေ17သိန်းပါပြီးတော့နော်ကြည်1000ဆိုရင်55ဘတ်ပါအတောက်100ဆိုရင်9500ပါ10တောက်ဆိုရင်950ပါအလူစင်တွေ1000ပဲနဲ့နိုင်1000ပဲနဲ့နိုင်1000ပဲနဲ့နိုင်2000ပဲနဲ့နိုင်မြန်မာငွေနဲ့လားringgit နဲ့လားစင်ကာပူနဲ့လား USA နဲ့လားနော်ဘာလဲဆက်လာလို့ရတယ်နော်မမိုးရဲ့အကောက်စီရဲ့ link ကိုမမိုးအောက်မှာချပေးမယ်အခုဒီဗီဒီယိုကိုမမိုးတင်မမိုးဒီမိုးအထွန်အကောက်မှာတင်ပေးမယ်နော်မိုးအထွန်အကောက် follow 2သိန်းကျော်စီးပါတယ်အခုတို့မတို့နော်တေချာကြည့်ပါအကောက်သူတွေစီးပါတယ်နော်အဲကြောင့် PDF တစ်ဖွဲ့စာနှစ်ဖွဲ့စာတစ်ဝက်စာဖြစ်နိုင်တဲ့လောက်ပါဝင်မဲ့အလူစနေဆိုရင်မမိုးဆက်သွယ်လာပါဖုန်းဆက်လာပါမမိုးရဲ့နလပန်ရဲ့ campaign အချိန်ကဒီတို့ရေ2ရက်ပဲအချိန်ကြာမှာတော့တယ်နောက်ဆုံးရက်နေ့24ရက်နေ့ပေါ့နော်တပတ်ခါဆိုရင်တော့အချိန်ကုန်သွားပြီဒါပေမဲ့မမိုးရဲ့ငရုတ်တီးရနော်အလုံး4000ကျော်လူသေးတယ်4300ကျော်လူသေးတယ်ဒါမဲ့အဖွဲကတော့29ဖွဲလူတယ်တစ်ဖွဲ့စာမြန်မာငွေ10သိန်းကျဆိုရင်တို့ငရုတ်ဒီအတောက်ပဲနဲ့တောင်းရမလဲဆိုတာတောက်145တောက်ပဲရမယ်ဒါမဲ့အညာက PDF တွေကတကယ်လောက်တကယ်တိုက်တကယ်ပြတ်တာတဲ့အတွက်ကြောင့်တို့ကစီတလောက်ရတလောက်နဲ့တို့စူးစမ်းတယ်အော်ကျွန်တော်တို့ uniform မစီဘူးကျွန်တော်တို့ကဘာညာမစီဘူးကျွန်တော်တို့မတိုက်ဘူးအဲ့လိုမျိုးမဟုတ်ဘူးစီတလောက်နဲ့တိုက်တာအလုံး90စီလဲအလုံး90တိုက်တယ်နော်နနတိနှလုံးစီလို့စီလဲဘယ်လိုမျိုးခွဲရမလဲတို့ရအောင်ခွဲတာပဲရတဲ့အနေနဲ့ဒီတော်လိုင်းကိုတို့စူးစမ်းသွားတယ်တို့ရေငါတို့တနိုင်ငံလုံးလူမျိုးဖို့အတွက်54တန်းလူမျိုးဖို့အတွက်ဖြစ်တဲ့အတွက်ကြောင့်ငါတို့အမြင်ကျင်းလို့လည်းမရဘူးเนาะအမြင်ကျယ်ပေးရမယ်စိတ်တူလို့လည်းမရဘူးစိတ်စီပေးရမယ်အားလုံးအတွက်လုပ်ပေးတဲ့အတွက်ကြောင့်ငါတို့ဆွဲကောင်းရမယ်ငါတို့တတိစီရမယ်ငါတို့ပြတာရမယ်โอเคเนาะဒီပွဲငါတို့မပြတာလို့စင်ငါတို့ညံ့လို့စင်ငါတို့စိတ်တူလေးနဲ့ငါတို့အမြင်ကျင်းလေးနဲ့ထားလို့စင်ပဲတော့မှနိုင်မှာမဟုတ်ဘူးအဲကြောင့်အာနာစင်ကိုနိုင်ချင်လို့စင်အာနာစင်ထက်ပြတာပါအာနာစင်ထက်လိမ့်မှာပါအာနာစင်ရဲ့သွေးကွဲမှုတွေအာနာစင်ရဲ့လူတွေသွေးကွဲတိုင်းเนาะတော်လန်ရေးကိုဖျက်လို့ဖျက်စီအောင်လောက်တိုင်းပြည်သူတွေတွားပြီးတော့မပါမိစေနဲ့တို့ရခွက်ထဲမှာအဲ့ဒါပြောချင်ပါတယ်โอเคเนาะအဲ့တော့ကိုတွေစိတ်ဓာတ်ကြတိုင်းစိတ်ဓာတ်ပြက်တိုင်းအော်ပင်မန်းတယ်ကွာကြာလာပြီကွာမလောက်ချင်တော့ဘူးကွာအဲ့ဒါလိုမျိုးအတွေးဝင်လာပြီဆိုရင်အဲ့ဒါတတိထားတော့အဲ့ဒါကြဆောင်တဲ့နီလန်ပဲအဲ့ဒါအာနာစင်နိုင်ဖို့နီလန်ပဲအဲ့ဒါလိုမျိုးအတွေးတွေဝင်လာပြီဆိုရင်အာနာစင်ရဲ့အကြိုက်ပဲเนาะအဲ့တော့အာနာစင်ကိုနိုင်အောင်တိုက်မဲ့ပြည်သူတွေပေါ့နော်အာနာစင်ရဲ့လက်အောက်မှာလူမြောက်ခြင်းတဲ့ပြည်သူတွေနော်စိတ်ဓာတ်ကိုခိုင်မှာထားပါပြပြတာထားပါလောက်တဲ့အရာတခုမနိုင်မချင်းမအောင်မြင်မချင်းလုံးဝမနာနဲ့โอเคနော်ကိုတွေကငွေတွေပဲကူညီပေးရတာကိုအသက်တွေပေးစားစရာမလိုဘူးကိုရဲ့ခန္ဓာတွေပေးစားစရာမလိုဘူးတို့နော်ပေးစားရတာမြေပြင်ကရဲဘော်တွေပေးစားတာအသက်တွေခန္ဓာတွေကပေးစားရတာအမြေပြင်ကရဲဘော်တွေကလောက်ရတာငါတို့တွေကြတော့ကိုနိုင်တလောက်နဲ့ကိုရဲ့ကိုပန်ဝင်နဲ့ကိုထောက်ပံ့နိုင်တလောက်နဲ့ထောက်ပံ့တို့ဘယ်လာမှမပြည့်နဲ့လက်တိုင်းပောင်ဝင်ပေးကြပါလို့ပြောရှင်းပါတယ်ပြီးတော့မမိုးရဲ့ဗီဒီယိုတော်တော်လေးဒီလိုမျိုးဗီဒီယိုတော်တော်လေးတွေကိုဝမ်းမြောက် share ပေးကြပါပြီးတော့နော်မမိုးကတော့နေ့တိုင်းညတိုင်း campaign အတွဲမမိုး live လွှင့်ပြီးတော့လူခံတယ်မမိုးရဲ့ live ဆော်တဲမှာဆိုရင်လူမရှိဘူးပြီးတော့လူအများဆုံး100ကျော်ပဲပြီးလို့ရှိရင်လူ30 40ပဲကျန်တယ်ဒါမှမမိုးတော့အဆုံးမပေးဘူးနော်ပုံမှန်အတိုင်းနဲ့ design မှနဲ့မမိုးတို့လုပ်တယ်နော်မမိုးတို့အဲ့ရပြက်ခံတယ်ဘယ်သူမှမခိုင်းပါဘူးပြီးတော့လက်စားလည်းမရဘူးစင်ဒါမဲ့နိုင်ရှင်လို့နော်မြန်မာပြည်သူပြည်သားတွေအမြန်ဆုံးအိမ်ပြန်ချင်လို့ကိုယ့်ရဲ့မြန်မာပြည်ကြီးအမြန်ဆုံးလွတ်မြောက်ချင်လို့ရောက်မှနေတဲ့အာဏာယူမိတ်ဆာကောင်တွေတတ်သမားကောင်တွေအမြန်ဆုံးတတ်ဆုံးစေချင်လို့မမို့တော့ရတဲ့နေနဲ့စူးစမ်းတယ်လုံးဝအဆုံးပေးဘူးโอเคနော်လူစစ်စစ်မစစ်စစ်နော် view တက်မတက်လောက်ဆရာစီတာကိုဒီဇိုင်းမနဲ့လောက်သွားတယ်အဲ့ဒီကြားထဲမှာဘာပြဿနာပဲတွေ့နော်မမို့တော့မဆောင်ဘူးပြဿနာစီလို့စင်ကတော့ဝင်ပြီးတော့ဖြေရှင်းမယ်ကွာနော်ကိုယ့်ရဲ့နိုင်ငံရေးပြဿနာလည်းဒီလိုပဲတော်လိုင်းရေးပြဿနာလည်းမျိုးပဲโอเคနော်ပြဿနာတစ်ခုတွေ့ပြီးဆိုရင်ကတော့မဆောင်သွားဘူးအခက်အခဲတစ်ခုတွေ့ပြီးဆိုရင်ကတော့အဆုံးမပေးဘူးငါတို့ရအောင်ကြော်သွားတယ်
ဘာတော့လဲငါတို့အာနာစင်ရဲ့လက်အောက်မှာလွတ်မြောက်ခြင်းတဲ့အတွက်ကြောင့်ငါတို့တွေ့တဲ့ပြဿနာတိုင်းမှာငါတို့နိုင်အောင်ဖြတ်ကျော်သွားမယ်ငါတို့နိုင်အောင်လဲစင်လင်းတိုက်ထုတ်သွားမယ်အမိုးရဲ့ဘန်နာဘာထိုင်းဘန်နာဘာကတော့အဟောင်းပဲပြီးတော့နော်ခင်မေကြီးဘန်နဲ့ပြစ်မိုးဘန်နော်ခင်မေကြီးဘန်နာဘာကတော့ SCB ထိုက်ပါနေဘန်ဖြစ်တယ်နော်165နှစ်ကိုငါ3134ထိုက်ပါနေဘန်နော်ပြစ်မိုးဘန်ကတော့ကက်စီကွန်ဖြစ်ပါတယ်394316396944နော်ဒီဘန်နာဘာနှစ်ခုကိုတေချာမှတ်ထားတေချာကြည့်နော်မမိုးအပုံနဲ့မမိုးအကောင့်နဲ့ကိုလာပြီးတော့ဆက်သွယ်ပြီးတော့ဒီဘန်နာဘာနှစ်ခုမဟုတ်လို့စင်ရတာအကောင့်တူပဲအားလုံးတတိထားကြတော်လန်ရ9နှစ်6နှစ်စီပြီးလိန်မာပေးကြပါโอเคနော်လိန်မာပေးကြပါအားလုံးအတွက်လှုပ်ပေးတဲ့အတွက်ကြောင့်တနိုင်ငံလုံးလူမျိုးဖို့အတွက်လှုပ်ပေးတဲ့အတွက်ကြောင့်ကိုစိတ်စေရမယ်တီးခံစိတ်ဆိုတာစီးရမယ်စိတ်စေရမယ်နော်လိန်မာရမယ်ပြတ်သားရမယ်စိတ်ဓာတ်ခိုင်မာရမယ်စစ်ဆက်ဆောက်ရမယ်စိတ်ပြန်ပြီးတော့နောက်ဆောက်တာမဟုတ်နော်စစ်ဆက်ဆောက်ရမှာတခုပဲနိုင်ချင်တဲ့ပြည်သူတွေလွတ်မြောက်ချင်တဲ့ပြည်သူတွေစစ်မှန်တဲ့ဒီမိုကရေစီလွတ်လပ်ရေးနော်ရချင်တဲ့ကိုယ့်ရဲ့နိုင်ငံကိုလိုချင်လို့စရင်ကိုစစ်ဆက်ဆောက်ရမှာတခုပဲโอเคနော်စိတ်ပြက်မယ်ဆိုရင်လည်းခဏလေးပဲပြက်စိတ်ဓာတ်ကြမယ်ဆိုရင်ခဏလေးပဲကြအကြာကြီးမထားနဲ့အကြာကြီးထားလို့စရင်အာနာစင်တွေအသက်စင်မယ်အာနာစင်တွေဝမ်းသာမယ်အဲကြောင့်အာနာစင်အာနာယူရဲ့လက်အောက်မှာလွတ်မြောက်ချင်လို့စရင်အာနာစင်ရဲ့အကြိုက်ကိုလုံးဝမလုံးမိစင်နဲ့အာနာစင်ရဲ့အကွက်ထဲမှာမဝင်မိစင်နဲ့နော်ထခါတတိပြောပြစီမမိုးကတော့နေ့တညတန်တတိပေးတယ်လိုက်ဆိုတဲ့မှာလူစစ်စစ်မစစ်စစ်မမိုးအတန်ကုံអော်တယ်ပြောတယ်โอเคနော်ပေးစားတာလည်းများပြီး6နှစ်လည်းရှိပြီပြီတို့အဲကြောင့်ငါတို့လုံးဝနောက်ဆုတ်လို့မရဘူးနော်ရန်သူဘက်ကအခြေအနေလည်းလုံးဝမကောင်းတော့ဘူးပြီတို့နော်အဲကြောင့်တော်လန်ရေးနိုင်ကနီးမှလေဘာမာနပဲစစ်စစ်ဘာစိတ်ပြက်စရာပဲလာဘာပြဿနာပဲတွေ့ရကြောင်ရအောင်ကြော်ဖြတ်တော်လန်ရေးကိုနိုင်ချင်လို့စရင်စာမင်းပွဲလိုမျိုးပဲပြီတို့နော်စာမင်းပွဲလိုမျိုးငါတို့စာစူးစမ်းပြီးတော့ဖတ်ပေးရမယ်ငါတို့အဲ့ဒီပြက်ခံပြီးတော့ဇော်စီထားပြီးတော့စာတွေကြက်ရမယ်နော်စာစူးစမ်းပြီးတော့ဖတ်တဲ့သူတွေစာစူးစမ်းပြီးတော့ကြက်တဲ့သူတွေမှနော်ပထမစုဒုတိယစုတတိယစုဆိုတာရမှာမစူးစမ်းလို့စင်တော့မရဘူးနော်လောကကြီးထဲမှာမစူးစမ်းတဲ့အရာတွေကဘာမှမရဘူးဘာစုမှမရဘူးစီးပွားရေးလည်းဒီလိုပဲကိုမစူးစမ်းလို့စင်ကိုမအောင်မြင်ဘူးတော်လိုင်းရေးနိုင်ငံရေးလည်းဒီလိုပဲကိုမစူးစမ်းလို့စင်ကိုမအောင်မြင်ဘူးလောကကြီးထဲမှာနော်အဲကြောင့်တချို့တွေကပြောနေတို့နိုင်ငံရေးဆောက်လိုက်တာကွာလို့မျိုးပေါ့နော်မဆောက်လို့စင်နိုင်ငံရေးလို့မခေါ်ဘူးစင်ဒီတော့တော်လိုင်းရလောက်ကောင်နေများလိုက်တာကွာတစ္ဆာဖောက်ကောင်နေများလိုက်တာကွာလူလိန်လူညာနေများလိုက်တာကွာလူလိန်လူညာမစီလို့စင်တစ္ဆာဖောက်လောက်ကောင်မစီလို့စင်တော်လိုင်းရေးမဟုတ်ဘူးနော်ဘာလို့လဲဒါစစ်မှန်တဲ့တော်လိုင်းရေးစစ်မှန်တဲ့နိုင်ငံရေးကောင်းလာဖို့အတွက်နော်ဒီမန်တွေဒီမာနတွေဒီအဖြတ်သမားတွေအမျိုးမျိုးကလာမှာပဲစိမှာပဲအဲ့ဒါတဘာဝပဲโอเคနော်ဒီဒန်တွေကိုငါတို့ရအောင်ကြော်ဖြတ်ရမယ်နော်အဲကြောင့်ငါတို့စိတ်ခံမရမယ်ငါတို့ပြတာရမယ်